နံပါတ်1အချက်အနေနဲ့အဆောက်အဦတစ်လုံးဆောက်တော့မယ်ဆိုရင်ပုံမှန်အားဖြင့်ကုန်ကျစရိတ်ကိုအရင်တွက်ချက်တတ်ကြတာကြောင့် sliding window တွေကတော့ swing window တွေနဲ့ရှင်ရင်ရေဘူးရအားဖြင့်ကုန်ကျစရိတ်သက်သာတတ်ကြပါတယ်နံပါတ်2အချက်ဖြစ်တဲ့နေရာယူမှုမှာကတော့ swing window ကတကယ်ရွက်အပြင်ဘက်ကိုတွန်းခွင့်ရန်အတွက်နေရာယူပြီး slide window ကတော့ရှောက်လန်းပေါ်မှာသွားတဲ့အတွက်အဆောက်အဦနံရံအုပ်ယိုအကျယ်ထဲမှာပဲဖွင့်ပိတ်ပြုလုပ်နိုင်တာကြောင့်အပေါ်နေရာပေးစရာမလိုပါဘူးဥပမာအနေနဲ့ပြောရမယ်ဆိုရင်မိမိရဲ့အဆောက်အဦနံရံကခြံစည်းရိုးနဲ့ကပ်နေရင်တော့ swing window တက်ရန်အဆင်မပြေဖြစ်နိုင်တဲ့အတွက်မဆောက်ခင်အချိန်ကတည်းကကြိုတင်ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်နံပါတ်3ဖြစ်တဲ့လေဝင်လေထွက်ကောင်းမှုအပိုင်းမှာ slide window ကတော့တကားအကျယ်ရဲ့တစ်ဝက်စာပဲလေဝင်လေထွက်ရရှိနိုင်ပြီး swing window အနေနဲ့ကတော့တကားအကျယ်အတိုင်းလေဝင်လေထွက်ကိုအပြည့်အဝရရှိစေနိုင်ပါတယ်။ဆောက်ဦးနံရံကရှန်စီယိုနဲ့ကပ်နေပြီဆိုရင်တော့လေဝင်လေထွက်နဲ့အလင်းရောင်ကောင်းကောင်းရရန် slide window ရဲ့အကျယ်ကိုလည်းကြိုတင်ထည့်သွင်းစဉ်းစားသင့်ပါတယ်။နောက်တစ်ပတ်မှာလည်းရာသီဥတုတန်ခံနိုင်ရရှိမှုအသုံးပြုရလွယ်ကူမှုပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေကိုထပ်မံမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။